အလုံးမမင်္ဂလာပါရှင်ဒီနေ့မှာတော့ American accent နဲ့ကိုကြီးတမ English စာတွေဖတ်ပြပေးနိုင်တဲ့ edit ထဲမှာအတုံးဝင်ပြီးတော့အတန်းထက်လဲကောင်း free version လဲတုံးလို့ရတယ်ပြုသုံးနေကြ website နှစ်ခုအကြောင်းပြောပြမယ်နော်ဒီ website နှစ်ခုအကြောင်းမပြောပြခင်ရေးထားတဲ့ English စာကိုသူဖတ်ပြပေးတဲ့အတန်းကိုစမ်းပြီးတော့အရင်ဖွင့်ပြလိုက်ပါတယ်နော် The morning in Bagan. It was early morning in Bagan. The sky was still dark, but I was already on my way to see the ဟုတ်ပါတယ် sunrise. ဒီဟာကျတော့ Natural Reader ဆိုတဲ့ website ကဖြစ်ပါတယ် Google ရဲ့ searching bar မှာ Natural Reader ဆိုပြီးရိုက်ရှာပြီးတော့ဝင်လိုက်ပါပြီးလို့ရှိရင်ဒီနေရာမှာကိုကြိုက်တဲ့အတန်ရွေးလို့ရတယ် main ကလေးအတန်လားယောက်ျားလေးအတန်လားကိုကြိုက်တဲ့အတန်ပေါ့နော်စမ်းကြည့်ပေါ့နော် I understand, and I'm here to help sort that out for you. ဒီလိုလေးတွေအတန်တစ်ခုပြီးတစ်ခုစမ်းကြည့်ပြီးလို့ရှိရင် get start for free ဆိုတဲ့နေရာလေးကိုနှိပ်ပြလိုက်ပါနော်ပြီးလို့ရှိရင်ကိုဖတ်ပြရှင်တဲ့စာကိုဒီမှာရေးပေးလိုက်ပါစာရေးပြီးလို့ရှိရင်ဒီအောက်ကိုတစ်ချက်နှိပ်လိုက်ပါဒါဆိုကိုရေးထားတဲ့မြကိုတို့ကဖတ်ပြပါလိမ့်မယ် Welcome to England. နားထောင်နေရင်အတန်ကိုမကြိုက်ဘူးဆိုရင်ဒီမှာအတန်ရွေးလို့ရပါသေးတယ် Travel journey filled with stories, smiles, ကိုကမှ and ခဏခဏရိုက်ရှာနေ unforgettable ရှင်တော့ places. သူ့ရဲ့ app ကို download လုပ်ထားလို့လည်းရပါတယ်ဒုတိယတစ်ခုကကျတော့ TTS Reader ဖြစ်ပါတယ် TTS Reader ကလည်းပထမရှေ့ဆုံးမှာပြတဲ့တစ်ခုလို့ပဲကိုကမှရိုက်ရှာပြီးတော့ဝင်ရုံပဲပေါ့နော် Every morning, I wake up early to enjoy the quiet moments before the ဒီ world နေရာ gets မှာ busy. အနေနဲ့ I အမြန် grab လဲ a အကျက်လုပ်လို့ရပါသေးတယ်ဒါတွေကကျတော့ English pronunciation ဖက်ကိုလေ့လာနေတဲ့သူတွေပါ native speaker တွေလို့ပြောတတ်ရှင်နေဆိုလို့ရှင်တော့စမ်းပြီးတော့သုံးကြည့်ကြပါလို့တတာပါ